အားလုံးသိကျင်နေတဲ့ရုရှားကိစ္စကျွန်တော်ကြိုပြောထားတယ်နော်ကျွန်တော်တို့တန်ကြောင်းခေါ်ပြီးတော့ကဲမဟာပညာကျော်ကြီးငါတို့ကတော့အီရန်သွားကူညီနေပါပြီဆိုပြီးတော့ရုရှားပြောမှာမဟုတ်ဘူးကျွန်တော်ပြီးခဲ့တဲ့ဗီဒီယို3-4ရက်ခရက်ပြောလာတယ်ရုရှားကဒီသူယူကရိန်းကိစ္စမှာ NATO နဲ့ American တွေကနောက်ကနေပြီးတော့လက်နက်တွေနောက်ပြီးတော့ဒီ intelligence လို့ခေါ်တဲ့ထောက်လှမ်းရေးတွေနောက်ပြီးတော့နီးပညာတွေအကုန်ပုံအိုးပေးခဲ့တဲ့အတွက်ကြောင့်မလို့ဒီစစ်ပွဲကကြာသွားတာယူကရိန်းစစ်ပွဲကခုချိန်ထိကြာနေတယ်ရုရှားစစ်သားတိမ်ပေါင်းများစွာတည်တယ်ဒီလိုအခြေအနေမျိုးမှာအီရန်ရဲ့ဖြစ်စဉ်ကသူ့အတွက်အခွင့်ကောင်းတစ်ခုပဲဘာအခွင့်ကောင်းတစ်ခုလဲဆိုရင်ဒီ NATO နဲ့ American တပ်ဖွဲ့တွေ Israel တပ်ဖွဲ့တွေကိုသွေးထွက်လွန်အောင်လုပ်တယ်ပေါ့သွေးထွက်လွန်တယ်ဆိုတာကဒီစစ်ပွဲကြာရှည်သွားမယ်ဆိုလို့ရှိရင် American ရဲ့စီးပွားရေးတွေဆုံးရှုံးမယ်နောက်ပြီးတော့ဒေသတွင်းမှာသူတိုက်ခိုက်ရတဲ့အတွက်ကြောင့်မလို့ American စစ်သားတွေဆုံးရှုံးမယ်ဒါကိုရုရှားကမသိဘဲနေမလားကျွန်တော်တို့လိုမျိုးဒီတာမန်လူတွေတောင်သိသေးတာပဲဒါလူနိုင်ငံကြီးတွေကပိုသိတာပေါ့အဲ့တော့အခုသတင်းတွေထွက်ပေါ်လာတယ် American ထောက်လှမ်းရေးကနေတန်ပြန်ထောက်လှမ်းရေးကဘာထောက်လှမ်းလဲဆိုတော့ရုရှားရဲ့ထောက်လှမ်းရေးတွေကဒီ American ရဲ့ radar စခန်းတွေ American ရဲ့ဒီစစ်စခန်းတွေနေရာတွေကိုတိကျတဲ့ပြစ်မှတ်တွေကိုနောက်ွယ်ရနေပြီးတော့ရုရှားကို sorry အီရန်ကိုရုရှားနေပြီးတော့အကူအညီပေးနေတယ်ဆိုတာထပ်ပေါ်လာတယ်ဒါဟာအပေါ်ယံလေးပဲပေါ့နော်ကျွန်တော်တို့မြင်နေရတာကဟိုကြောက်ဆောင်ထဲမှာနစ်မြုပ်နေတဲ့ဟိုရေထဲမှာနစ်မြုပ်နေတဲ့ကြောက်ဆောင်တစ်ခုလိုမျိုးပဲကျွန်တော်ထိပ်ပိုင်းလေးပဲမြင်ရတာအဲကြောက်ဆောင်ကိုယ်လေးတစ်ခုလုံးအောက်မှာရှိနေဆိုတော့ခုနောက်ပိုင်းအီရန်ကလည်းလေးသမမာနဲ့သူကပြန်လာတုံ့ပြန်တိုက်ခိုက်မယ်ဆိုတော့သူကလည်းဘာတွေသူ့မှာတေချာထားတာရှိမှမသိဘူးပေါ့နော်ဒီအခုကျွန်တော်ပြောခဲ့သလိုပဲတရုတ်ကလာဖို့ရဝေးกว่าတယ်သူကခီးလန်းဝေးกว่าတယ်ဒါပေမဲ့ရုရှားဘက်ကနေပတ်ဝင်လာမယ်ဆိုရင်မဖြစ်နိုင်စရာအကြောင်းတော့မရှိဘူးနောက်ပြီးတော့မြောက်ကိုရီးယားကိစ္စမြောက်ကိုရီးယားကယူကရိန်းစစ်ပွဲတုန်းကလည်းသူ့စစ်သားတွေပို့ပြီးတော့သူကပြောင်းတိုက်ခိုက်ခဲ့ပဲဘူးလေအခုလည်းသူကပြောနေပြီအီရန်ဘက်ကတော့ဝင်ကူတိုက်မယ်လို့သူကပြောနေတာပေါ့နော်အဲ့တော့ဘယ်လိုလာမလဲဆိုလို့ရှိရင်တော့တေချာတာပေါ့ရုရှားရဲ့တစ်စင်ပဲလာမှာနောက်ဆုံးလူမလာရင်တော့ ammunition လို့ခေါ်တဲ့စီးရေးလက်နက်တွေကတော့လာမှာပဲမြောက်ကိုရီးယားအားလုံးသိတဲ့အတိုင်းပဲမြောက်ကိုရီးယားကတော့နျူကလ িয়ার ရှိပြီးသားနောက်ပြီးတော့နိုင်ငံသေးသလောက်စီးအင်အားလည်းအင်မတန်မှတောင့်တင်းတဲ့ပြောမှဆိုရင်နိုင်ငံသားတွေကစစ်သားလိုမျိုးဖြစ်နေတဲ့နိုင်ငံနောက်တစ်ခုကအိန္ဒိယကလည်းဒီလိုမျိုးတော်ပီဒိုဒုံးကျည်နဲ့အိန္ဒိယသမုဒ္ဒရာမှာရုရှားရဲ့ဒီအိန္ဒိယနဲ့စစ်ရေးလေ့ကျင့်ပြီးပြန်လာတဲ့သင်္ဘောဒီအီရန်ရဲ့စစ်ရေးလေ့ကျင့်ပြီးပြန်လာတဲ့သင်္ဘောကိုအမေရိကန်တော်ပီဒိုဒုံးကျည်နဲ့ပစ်လိုက်ပြီးတိုက်ခိုက်လိုက်တယ်ဆိုတာမှာလူတွေအများကြီးတည်သွားတယ်နောက်ပြီးတော့သင်္ဘောလည်းနှိမ့်မြုပ်သွားတယ်ဒီပုံမှာအိန္ဒိယရှုံချလိုက်တယ်ပေါ့နော်သူနဲ့သူစစ်ရေးလေ့ကျင့်ပြီးပြန်လာတဲ့ဒီစစ်ရင်ဟာဘာမှလက်နက်တပ်ဆင်ထားခြင်းလည်းမရှိဘူးစစ်ရေးရတိုက်ခိုက်ဖို့ရည်ရွယ်ချက်လည်းမရှိဘဲနဲ့အမေရိကန်တိုက်ခိုက်လိုက်တဲ့ဟာစစ်ရာဇဝတ်မှုဖြစ်တယ်ဆိုပြီးတော့အိန္ဒိယကထုတ်ဖော်ပြောကြားလိုက်ပါတယ်ပြီးတော့ဒီသမုဒ္ဒရာထဲမှာနစ်မျောနေတဲ့အလောင်းတွေနဲ့လူတွေကိုလည်းတေးသင်္ကာနိုင်ငံကပဲကယ်တင်တာပေါ့နော်အမေရိကန်မှာကယ်တင်တဲ့အတွက်ကြောင့်မို့လဲဒါဟာပြက်ကွက်မှုတစ်ခုလို့ပြောတယ်ဒုတိယကမ္ဘာစစ်တုန်းကနာဇီဂျာမနီတောင်မှဒီလိုလုပ်ရမျိုးမလုပ်ခဲ့ဘူးပေါ့နော်နာဇီဂျာမနီတောင်မလုပ်ခဲ့လို့ရကိုအမေရိကန်လုပ်တယ်ဆိုပြီးတော့ဆွဆွဲလာတယ်ပြောချင်တာကလူတွေထင်တယ်လို့လုံးလုံးလေးအီရန်ဘက်ကနေတယောက်တလေးမှရက်တည်နေတာမျိုးမဟုတ်ဘူး